အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြချင်တာကတော့ထိုင်းနိုင်ငံမှာနေတဲ့ညီကိုမောင်နှမများအားလုံးသတိထားရအောင်ဒီ testing ကအသုံးပြုသူအားလုံးပေါ့နော်ဟိုနေ့ကကျွန်တော်ဖြစ်သွားတာလေပေါ့ကျွန်တော်ဖုန်းပြမှာ internet မရှိလို့ internet စမှတ်မယ်ဆိုပြီးတော့ဖုန်းပေး200ထည့်လိုက်တယ်ကျွန်တော်တို့ကိုယ့်ဘဏ်အကောင့်ထဲကနေကိုထည့်လိုက်တယ်ပေါ့ဗျာအဲ့နဲ့ဖုန်းပေး200ဖြစ်ပြီးကျွန်တော် basic ကြည့်တော့ဖုန်းပေးမှာတစ်ဖက်မှမရှိတော့ကျွန်တော် message တွေဝင်ကြည့်တော့ message တွေမှာဖုန်းပေး200ထည့်ထားရဲဆိုပြီးအဝင်ပြနေကျွန်တော်ခဏနေ internet ဖွင့်ကြည့်တော့ internet နဲ့ဖွင့်မရအောင်အဲ့နဲ့ဒီထက်ရုံးဖုန်းခေါ်တော့ဒီထက်ရုံးနဲ့ဖုန်းနဲ့ခေါ်မရအောင်ဖုန်းခေါ်မရတော့ဖုန်းပေး20ထပ်ထည့်လိုက်တယ်20ထပ်ထည့်ပြီးတော့ဒီထက်ရုံးဖုန်းပြီးတော့ဖုန်းဆက်ခေါ်လိုက်တော့ဖုန်းခေါ်လို့ရတယ်ဖုန်းခေါ်လို့ရကျွန်တော်ပြောတာပေါ့ခုနကတော့ပေါ့ကျွန်တော်ဒီဖုန်းပေး200ထည့်ပေါ့ message တွေမှာတော့ဝင်ပြတယ်ဖုန်းပေးစီကြည့်တော့ဖုန်းပေးရေမှာတစ်ဖက်မှမရှိဘူးပြောတော့ပြောပဲအချိန်လဲတဲ့ဘယ်အချိန်လဲဆိုတော့ကျွန်တော်ဒီပေါ့ကျွန်တော်6:50မှာ10မိနစ်ပေါ့58မိနစ်ထည့်တယ်လို့ပြောတာ58မိနစ်ထည့်ပြောကျွန်တော်ဒီနံပါတ်ကလာထည့်ရလားတဲ့ဟုတ်တယ်တဲ့ဒီနံပါတ်ကထည့်ရဆိုနာမည်ဒီပိုင်းမေးရကျွန်တော်နာမည်ပိုင်းမေးတော့ကျွန်တော်နာမည်ပိုင်းလည်းပြောပြလိုက်နာမည်ပိုင်းလည်းပြောလဲပြီးတော့သူကလူစိတ်ကြည့်ပြီးမယ်လို့ပြောသူစိတ်ကြည့်မယ်ပြောတော့ဖုန်းပေးမှာအဝင်မပြဘူးတဲ့ဖုန်းပေးထည့်မထားဘူးတဲ့ဒီ20ပဲထည့်ထားတယ်ကျွန်တော်နဲ့တိကျပြောပြပေါ့ကျွန်တော်ပြန်ပြီးတော့ပြောပြလိုက်တယ်ကျွန်တော်ဖုန်းပေးနေ200ထည့်တယ်ပေါ့6:50နဲ့မှ9မိနစ်ကပေါ့6:50ကိုဟုတ်တယ်6:59မိနစ်ကလို့ကျွန်တော်ပြောပြလိုက်ပေါ့အနေနဲ့ဦးနဲ့အဲ့လိုဆိုရင်လည်းဗာနေထည့်တာလေတဲ့ဗာနေထည့်ရလဲဆိုကျွန်တော်လည်းပဲဒီကျွန်တော်တော့ mobile banking နဲ့ထည့်တာ mobile banking နဲ့ထည့်ရလို့ပြောတော့အဲ့လိုဆိုရင်လည်းဒီဘန်စနစ်တွေပါရှိတာလေရှိတယ်ပေါ့ကျွန်တော်ဘန်စနစ်ရှိရတယ်အဲ့လိုဆိုရင်လည်းဘန်စနစ်တို့တစ်ချက်ပို့ပြီးတယ်တို့ဘန်စနစ်ပို့ပြီးသွားရင်လည်းဖုန်းပြန်ခေါ်လိုက်တယ်ဖုန်းပြန်ခေါ်နေတော့ကျွန်တော်နဲ့တို့ ID ရဲ့ဖုန်းပေးထည့်ထားတဲ့ဘန်စနစ်ပို့ပြီးတယ်ဖုန်းပေးထည့်ထားတဲ့ဘန်စနစ်နဲ့ပို့လိုက်ပြီးတော့ကျွန်တော်ဖုန်းပြန်ခေါ်တယောက်ပြောင်းတော့အခုနကတော့ main click ကိုအခုလည်းကျွန်တော်ယောက်ျားလေးကိုနဲ့ကိုင်တဲ့ကကျွန်တော်ခုနတည်းပဲပြောပြပေါ့ကျွန်တော်ဖုန်းပေး200ထည့်ပြောmessage တွေမှာတော့အဝင်ပြတယ်ဖုန်းပေးစီကြောမရဘူးအဲဆိုသူကခုနတည်းပဲနာမည်ဒီပါလေးမေးရပြောဒီကနံပါတ်ဒီပါလေးမေးပြီးတော့ကျွန်တော်ရဲ့အကုန်လုံးပြောလေပြလိုက်ပေါ့သူကရုံးနဲ့သူပြန်စစ်ကြည့်လောက်အောင်မယ်ဆိုသူကထပ်စစ်ကြည့်တယ်တော့အဲ့ကြမှာကျွန်တော်ဒီဘန်စနစ်တွေပါပို့ပေးရမှာဟုတ်တယ်တဲ့ဒီမှာတဲ့ဖုန်းပေး200ထည့်ထားတယ်တဲ့ဖုန်းပေး200ထည့်ထားတယ်ပေါ့အဲ့လိုဖုန်းပေး200ထည့်ထားတယ်လို့လည်းပြောကျွန်တော်ပြန်တောင်းတာပေါ့အဲ့ဆိုကျွန်တော်ဖုန်းပေး200ပြန်ပေးဖို့ပြန်လို့ချင်းနေလဲဆိုရင်သူကမရတော့ဘူးတဲ့အော်တိုစမတ်ပြီးသွားပြီအော်တိုစမတ်ဟာဟိုဘယ်လောက် GB ရလဲဆို 5GB ပဲရတယ် 5GB ပဲရတယ်ဆိုအဆင်မပြေတော့ဘူး 5GB ဆိုမှဘယ်လောက်ရှိမှလဲ3-4ရက်ပဲတောင်းလို့ရတာဟုတ်3-4ရက်ပဲတော်တော်လေးတဲ့ detail ဒါတော့မဲကျွန်တော်ဒီရဲ့ mobile banking နဲ့ထည့်ပြီးဘန်စနစ်တွေပြနိုင်လို့ 5GB ကိုပြန်ရတာသူတို့ auto smart ပေးရဆို 5GB မျိုးဘန်စနစ်တွေပါရတာမထည့်ပြီးမရှိလို့အပြင်ကနေ smart မယ်ဆိုလို့ရှိရင်အဆင်မပြေဘူးဒီရဲ့ပုံပေး200ဆိုအောင်လေဆုံးပြီ 5GB ဆိုအောင်လေရမှာမှဆိုရင်ကျွန်တော်ဖန်ကျွန်တော် smart လို့ရှိရင်ဒီရဲ့ 15GB တော့ရတယ်ဒီထိုင်းနိုင်ငံမှာရှိတဲ့ညီကောင်မောင်နှမတွေရောအဲ့လိုဖြစ်ဘူးလားဖြစ်ဘူးတယ်ဆိုရင်ဒီရဲ့ format မှာတစ်ချက်ရေးပြီး